ဒီနေ့ကတော့ကျွန်တော်တို့ဘန်ကောက်မြို့ရဲ့စူညံမှုတွေဝေးရကချနာပူရီဘက်ကိုကျွန်တော်တို့ဆိုင်ကယ်စီးပြီးခီးထွက်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ထူးခြားမှုတစ်ခုရှိရဗျာ။အဲ့ဒီထူးခြားမှုကဘာလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ပါစီးနေမဲ့ special cat တစ်ယောက်ပါရှိပါတယ်။မင်္ဂလာပါကို။မင်္ဂလာပါ အခုဆိုင်ကယ်မစီးပြတာနည်းနည်းကြာပြီလို့ကျွန်တော်သိထားရတယ်ဗျ။ဒီနေ့ကျွန်တော်တို့နဲ့အတူဆိုင်ကယ်စီးခီးထွက်မှာဆိုတော့အခုဘယ်လိုခံစားရလဲဗျစိတ်ထဲမှာအခုလည်းဆိုင်ကယ်စီးခြင်းကတော့ပို့ပြီးတော့ relax ပဲလေ။ဟုတ်တော့မျိုးပြနဲ့ဝေးတဲ့နေရာသွားမယ်။အလုပ်တွေတောက်လျှောက်လုပ်တဲ့အချိန်မှာသူကကြာတော့စိတ်ကနည်းနည်းလေးနွမ်းလာ။ဟုတ် refresh အစ်ပြန်ဖြစ်အောင်ဒါဆိုင်ကယ်စီး view တွေခံစားရင်းနဲ့မရဘူးတဲ့ဒေတာတွေသွားမှာဆိုတော့ပို့ပြီးတော့လည်းပျော်စရာကောင်းပါတယ်ရင်လည်းခုန်ပါတယ်။အစတည်းကကျွန်တော်တို့ကဆိုင်ကယ်နဲ့အုပ်စုလိုက်ခီးသွားနေကြဆိုတော့ဟုတ်ဒါကျွန်တော်တို့ကတော့ဒါအပျော်ဆုံးချိန်ပဲဆိုင်ကယ်စီးခီးသွားအဲ့ဒါ let's go တော့မယ် let's go ဒီခီးရဲ့ပထမဆုံးမှတ်တိုင်ကတော့ရှုခင်းတွေလှပြီးဆူတောင်းပြည့်တဲ့ဝတ်တန်ဆူအပ်ဖျားဖြစ်ပါတယ်။ဘန်ကောက်ကနေဆိုရင်2 နာရီဝန်းကျင်လောက်မောင်းရပါတယ်။အခုဆိုရင်တော့ပြကျွန်တော်တို့ရဲ့ပထမဆုံးမှတ်တိုင်ဖြစ်တဲ့ဝတ်တမ်ဆက်ဖျားကိုပေါ့နော်ကျွန်တော်ရောက်လာခဲ့ပါပြီ။ဘန်ကောက်ကနေကျွန်တော်2 နာရီကျော်လောက်ပဲမောင်းလာပြီးတော့ရောက်လာတဲ့အခါမှာအခုမြင်ခဲ့ရတဲ့ရှုခွင့်ရတော့ဗျာတကယ်ကိုရင်သက်ရှုမွေးဝယ်ပါပဲခင်ဗျ။ဒီဖျားเจ้าကတော့ဒီကချနာပူရီထဲမှာအလှပဆုံးဖျားเจ้าနေတဲ့တစ်ခုပေါ့။ဆူတောင်းပြည့်တယ်လို့လည်းကျွန်တော်သိထားရပါတယ်ဗျာ။ဒီဝတ်တန်ဆက်ဖျားပေါ့တောင်ပေါ်မှာအခုမြင်ခဲ့ရတဲ့လူတွေရောအခုဘယ်လိုစိတ်ကျဉ်းမှုရှိရတာအပန်းပြေရအခုအတွက် ပြေးပါတယ်ကျွန်တော်တို့ဒါဆိုရင်ဟိုဘက်အချမ်းနဲ့ကတ်စင်နေပြီဒီဘက်ပါလीဟုတ်ဒါပေမဲ့ CD bike နဲ့တော့တခြားစီပေါ့နော် CD ကတော့ဆင်ပြေနေဝင်ချက်ဆင်ပြေကျွန်တော်ကအဲ့လိုမျိုး out of CD ကိုပို့သဘောကျကျွန်တော်တို့အားလုံးဖျားဖူးပြီးဆိုတော့နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်တဲ့သမိုင်းဝင်သမေးတမန်ရထားလမ်းစီကိုဆက်ပြီးတော့ထွက်ခွာနေတာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့အကြီးဆုံးဆယ်တွေတွေကတစ်ခုဖြစ်တဲ့ Scenic Grader တန်စီကိုကျွန်တော်တို့မောင်းနေနေတာဖြစ်ပါတယ်။ဘေးပင်ညာမှာရှိတဲ့ရေပြင်ကျယ်ကြီးနဲ့တောင်တန်းတွေကဘလောက်ထိလှပနေမလဲဆိုတော့စောင့်ကြည့်ပေးပါဦး။တဲပေါင်းပေါ်မှာလေကောင်းလေတန်းနဲ့ရှူပြီးပြီးအမောလေးပြေသွားပြီဆိုတော့ကျွန်တော်တို့ရဲ့နောက်ဆုံးမှတ်တိုင်ဖြစ်တဲ့အနန္တ River Hill Resort ကိုဆက်ပြီးထွက်ခွာကြမယ်ဗျာနောက်ဆုံးတော့ကျွန်တော်တို့ဒီနေ့ညအနားယူမဲ့အနေအရာကိုတော့ရောက်ရှိလာခဲ့ပါပြီတနေ့လုံးဆိုင်ကယ်စီးလာရတဲ့ပင်ပန်းမှုတွေကိုဒီမြင်ကွင်းကြီးကတဝက်လောက်ပြီးပြောက်သွားစေပါတယ်အခုတော့ကျွန်တော်တို့အားလုံးနာနာနေနဲ့ဒီညနေခင်းကိုပြတ်တန်းကြတော့မှာပါနောက်နေ့မနက်ခင်းမှာတော့ကျွန်တော်တို့တွေဘလို့ပျော်စရာကောင်းတဲ့ activity လေးတွေကိုဆက်လက်ပြီးတော့ဖန်တီးကြမလဲဆိုတာစောင့်ကြည့်ပေးဦးနော်အခုတော့အားလုံးပဲ good night ပါဗျ
ကိုမော်ရီမနေ့ကတော့ကျွန်တော်တို့ဘန်ကောက်ကနေပြီးတော့ဗောဒီကချနာဝတီကိုကျွန်တော်ဆိုင်ကယ်စီးပြီးလာခဲ့တယ်ဒီဘက်ရောက်တဲ့အခါမှာကျွန်တော်တောင်တန်းလေးပေါ်မှာတောင်ပေါ်လမ်းလေးတွေမောင်းရတယ်ဆိုင်ကယ်စီးရတာအရန်စိတ်ကျဉ်နေစရာကောင်းတယ်အခုကျွန်တော်ဒီစီနယ်ဂရင်း10ထဲမှာဗောနော်ရောက်တဲ့အခါမှာတောင်တန်းတွေရယ်ဒီရေပြင်ကြီးရယ် resort တွေဗောနော်ကျွန်တော်တို့ခံစားရတဲ့ခံစားချက်ကတော့အရန်ကိုစိတ်ကျဉ်နေစရာပျော်စရာကောင်းပါတယ်ပြီးတော့ကျွန်တော်မနေ့ကကိုနိုင်နဲ့အတူကျွန်တော်တို့ဆိုင်ကယ်စီးခဲ့ရတဲ့အခါမှာကိုနိုင်ရဲ့ခံစားချက်လေးဗောနော်အားလေးကျွန်တော်တစ်ချက်မေးကြည့်မယ်နော်မင်္ဂလာပါကိုမနေ့ကပေါ့နော်ကျွန်တော်တို့ဘန်ကောက်ကနေပြီးတော့ဆိုင်ကယ်နဲ့ခီးနှင်လာပြီးတော့ဒီလိုလှပတဲ့ resort ကိုရောက်တဲ့အချိန်မှာအခုရဲ့ပထမဆုံးခံစားချက်ကဘာဖြစ်မလဲကို ပင်မနာတွေတော့အကုန်လုံးပျောက်သွားတယ်ဗျာဒီ location နဲ့ဒီလို view မျိုးနဲ့ဒီလိုရေနဲ့ဟာ share မနေ့ကပေါ့နော်ကျွန်တော်တို့ဘန်ကောက်ကနေဆိုင်ကယ်စီးလာတဲ့အခါမှာလမ်းမှာကျွန်တော်တို့၄နေရာပေါ့ကျွန်တော်နားခဲ့တယ်ပေါ့နားခဲ့တဲ့နေရာတွေမှာဘယ်နေရာလေးကအခုအတွက်စိတ်ကြည်နေစရာအမှတ်တရဖြစ်နိုင်တယ်ကို ကြားဖျားလေးကတော့တော်တော်ကြားဖျားကတော့တော်တော်မှနားလို့နော် ရှူခင်းလဲလှ ရှုခင်းလဲလာတယ်တော်တော်လေးလည်းအေးဆေးဖြစ်တယ်ဗျနောက်အဲ့မှာအပင်တွေကညောင်မင်းတွေတွေ့တယ်ညောင်မင်းတွေတော့ရိတ်ကလည်းတော်တော်ကောင်း အခုစိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာအတူတူကနူးလေးလေးစီးကြအောင်တော်ကြအောင် တော်တယ်လား တော်ကလေးတော်တက်တာပေါ့ စမ်းလို့ကြည့်မယ် โอเคခြာကျင်တော့ပြီတော့မယ် ကိုနိုင်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့အပြန်ခီးပေါ့ကျွန်တော်တို့ဒီကချနာဘူဒီစီနဂရင်းတာဒမ်ပေါ့နော်ဒီ10ထဲကနေပြီးတော့ကျွန်တော်တို့ဘန်ကောက်ကိုပြန်มาဖြစ်ပါတယ်ရာသီဥတုတော့နည်းနည်းပူတယ်ကိုဒါပေမဲ့ကျွန်တော်တို့လမ်းမှာသွားရင်းနဲ့ပဲအဆင်ပြေတဲ့နေရာလေးမှာဝင်နာပြီးတော့ဘန်ကောက်ကိုကျွန်တော်ခီးဆက်မယ်ကိုဒီနေ့ပြန်ရမှာဆိုအခုရဲ့ feeling လေးရော အမှန်တိုင်းပြောရတော့မပြန်ကျင်သေးဘူးဗျာဒီမှာအဲ့လိုမျိုး AI အကြောင်းအုံးလေးရလောက်နေကြတာ မိုက်တယ်နော်ဒီမှာ အုံးလေးရလောက် easy နေကြတာတရက်တည်းကတော့စင်ရည်အဲ့လိုဖြစ်နေပြန်တော့ပြန်မှာပဲပြန်ဆိုတော့နားနေနေပေါ့ပူလဲပူပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာတစ်ဖြက်တစ်ဖြက်နည်းနည်းနားပြီးတော့ပြန်မယ်လေဟုတ်ကျွန်တော်တို့အခုဘန်ကောက်ကိုပြန်နေတာဖြစ်ပါတယ်ဒါပေမဲ့ရာသီဥတုကအခုချိန်မှာအရန်ပူနေတာဖြစ်တော့လမ်းမှာကျွန်တော်တို့ကော်ပီဆန်လေးတစ်ခုမှာခဏဝင်လာပြီးတော့ဘန်ကောက်ကိုဆက်လက်မောင်းနေမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဘန်ကောက်ကိုအောင်မြင်မြင်နဲ့ပြန်ရောက်လာခဲ့ပါပြီခီးစဉ်တစ်လျှောက်ကျွန်တော်နဲ့အတူလိုက်ပါစီးနေပေးခဲ့တဲ့ကိုနိုင်နိုင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်